မီးတစ်လုံးနဲ့တိုင်ပတ်နေတာမီး၄၅6လုံးကိုမာစတာတယောက်လိုထိန်းချုပ်ပြီးတော့မှကိုလိုချင်တဲ့ရလဒ်မျိုးကို professional ကြကြဖန်တီးနိုင်မယ်ဆိုရင်ရောစာရွေး20ရာခိုင်နှုန်းပါမယ်လက်တွေဒါ80ရာခိုင်နှုန်းလောက်ပါတယ်ဟိုတင် जा မှုပုံစံမျိုးဖြစ်ပါတယ်အဲဆိုတော့စာရွေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာမှာနှစ်ပေါင်းများစွာအသုံးပြုခဲ့ပြီးသားအောင်မြင်ပြီးသားနည်းစနစ်တွေကိုကျွန်တော်တို့ဒါမျိုးစုံလေ့လာမှာဖြစ်ပါတယ်အဲဆိုတော့လက်တွေ့နေနေဆိုလို့ရှိရင်ကျွန်တော်လက်ရှိအောင်မြင်ပြီးသားဒီစတူဒီယိုမှာအသုံးပြုနေပြီးသားဖြစ်တဲ့အောင်မြင်ပြီးသားဖြစ်တဲ့ဒါနည်းစနစ်တွေကိုဒါ case ဘောင်းစုံနဲ့ကျွန်တော်နမူနာပြသပေးသားမှာဖြစ်ပါတယ်ဆိုလိုလားဒါ pre-wedding လားဒါအနောက်တိုင်းလားအရှေ့တိုင်းလားပေါ့နော်ကိုလိုချင်တဲ့ရလက်ပုံစံမျိုးကိုဘယ်လိုမျိုးချီးကပ်ရမလဲပေါ့အကောင်းဆုံးရလက်ရအောင်ကျွန်တော်တို့ market ထဲမှာတန်းဝင်တဲ့ဒါ product တစ်ခုဖြစ်အောင်ကျွန်တော်တို့ဘယ်လိုချီးကပ်ရမလဲဆိုတာကိုဒါ case ဘောင်းစုံနဲ့ဒါလက်တွေ့နမူနာပြသပြီးတော့မှရိုက်ကူးပြသပေးတော့မှာဖြစ်ပါတယ်1 2 3 1 2 3အာပါလက်တွေ့ရိုက်ကူးမှုပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟလာပေးထားတဲ့အခြေအနေတိုင်းမှာအကောင်းဆုံးရလက်ကိုကိုကရိုက်ကူးနိုင်အောင်ပေါ့နော်ဆိုလိုလား family လား pre-wedding လားအနောက်တိုင်းလားအရှေ့တိုင်းလား traditional လားဆိုတော့ဒီရဲ့ခြေနေတိုင်းမှာကိုကနေပြီးမှအကောင်းဆုံးဆိုတဲ့ရလက်ကိုရအောင်ဒါကိုယ်တိုင်လေ့ကျင့်ပြီးမှဒီမှာတင်ကြားမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့က retouch workflow ဖြစ်ပါတယ်။အဲ့ဒါဒီဘယ်လောက်များ100လား1000လားမိတ်ဆွေရဲ့ quality နဲ့မြန်ဆန်မှုကိုထိန်းထားပေးမယ် retouch system ကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်ဆိုတော့ retouch system ဆိုတဲ့နေရာမှာ raw processing နဲ့ဒါ skin retouch detail retouch နဲ့ကိုယ့်ပိုင် signature ပါအောင်ဘယ်လိုမျိုးretouch လုပ်အောင်လဲဒါတွေကိုကျွန်တော်လေ့လာသင်ယူမှာဖြစ်ပါတယ် okay ဒီတော့ကိုယ့်ရဲ့ပုံတွေကိုကောင်းလွန်းလို့လှလွန်းလို့မြန်လွန်းလို့ဆိုပြီးတော့မှနာမည်တစ်လုံးနဲ့ကျွန်တော်တို့ရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်တောင်ကြီးကအောင်ကြီးရဲ့ lighting master class ကို join လိုက်ပါ